ထိုင်းဖိုက်တာကိုနိုင်ယူခဲ့တဲ့ကျွန်တော်တို့မြန်မာဖိုက်တာရန်နရဲ့ပွဲကိုအတူတူပြန်လည်ကြည့်ရှုအောင်ပါဒီအခုကွန်းနဲ့ဝင်လာတော့ဒါကျွန်တော်တို့မြန်မာဖိုက်တာရန်နဖြစ်ပါတယ်လေးအပြာနဲ့ပါအပြာတောင်းအနေရှင်ပြိုင်မှာဖြစ်ပါတယ်ပွဲပေါင်းဒါ29ပွဲအနိုင်ရထားတယ်17ပွဲတော့ရှုံးထားတယ်ကျွန်တော်တို့မြန်မာဖိုက်တာဒီလက်ရပြနဲ့အဲ့တော့ကျွန်တော်တို့မြန်မာဖိုက်တာရန်နန်ဖြစ်ပါတယ်ဒီဘက်ကလက်ရအနေနဲ့တော့အင်ရှင်ထိုင်းဖိုက်တာဖြစ်ပါတယ်မွေထိုင်းပွဲပါ3မိနစ်3ကြိမ်ပွဲဖြစ်ပါတယ်ဒါပထမခြေပါlook at look at 1 2ဒါထိုင်းဖိုက်တာ1 2ထွက်တာလည်းကောင်းတယ်မစိုးပြန်ထိုးထားတယ်1 2ထိတယ်look at I get ထိရဗျဒီကျွန်တော်မြန်မာဖိုက်တာထိုးတဲ့လက်ဒီကျက်တွေထိုင်းဖိုက်တာကိုထိတယ်ထိုင်းဖိုက်တာရဲ့ဒီဒံမြန်လက်ဒီကျက်တွေလည်းပြန်ထိတယ်look at အိုးကောင်းတယ်โอ้ထိတယ် look at body shot โอ้မျက်နှာတောင်ခါထွက်သွားတယ်ဒါထိုင်းဖိုက်တာကိုမျက်နှာကိုထိတယ်ညာလက်ဒီ look at look at ထိုးချစ်တယ်တော့ထိတယ်ဗျအပြန်လာဖိုက်တာနှစ်ယောက်လုံးဒါကျွန်တော်မြန်မာဖိုက်တာလည်းထိုးခံတယ်ထိုင်းဖိုက်တာလည်းထိတယ်ပြန်လန်တာထိနေကြတယ်လက်ဒီထိုးချက်တွေပထမချိန်မှာတော့ဖိုက်ကက်ထိတယ်ဘယ်လက်ဒီဖိုက်ကက်look at look at I get ကဲဒါတော့ပထမချိန်ပြီးဆုံးတော့ပါပြီဒါဒုတိယချိန်ဖြစ်ပါတယ်look at I get look at 1 27ထိတယ်ဒါထိုင်းဖိုက်တာကိုဘယ်လက်ဒီထိတယ်look atအဲ့မှာလက်ဒီထိုးချက်တွေထိတယ် body cat clean လုပ်နေထားပါlook at ဟိုထိတယ်ဗျညာလက်ဒီရှယ်ဟိုတတောင်းအိုးထိုင်းဖိုက်တာရိုင်တော့ရိုင်သွားတယ်ဒါဒိုင်တားလိုက်တော့ဒိုင်မတားလို့ရှိရင်ဒါဆက်ထွန်းဖင်ထိုင်အောင်လဲသွားနိုင်တယ်အန်ကတောင်တွတ်ထွက်သွားတယ်ဒီတွားကာတာမှာသူတိုက်ထားတယ်အိုးထိတယ်လက်ဒီချက်အိုးထိတယ်ဗျမျက်နှာဒီကျွန်တော်မြန်မာဖိုက်တာရန်နာကဒါလက်ဒီချက်ထွက်တာ
တွတ်တယ်လို့ပြောရမယ်ဗျသူလည်းပြန်ထိုးခံရတာပဲဒါပေမဲ့သူ့လက်တီးချက်တွေကထွက်တယ်သူလည်းထွက်တယ်ပြန်ပြီးမတူဆိုလည်းထိတာပဲမထိုင်းဖိုက်တာကိုလည်းထိတယ်ကောင်းတယ်ဒီပွဲရတော့ဒါဖိုက်တာနေရာလုံးလေးညီတယ်ပြောရမယ်ဗျတယောက်နဲ့တယောက်တားကြီးကွာနေရမျိုးမရှိဘူးအိုးတော်လေးတောင်ရိုင်ထွက်နေတယ်ထိုင်းဖိုက်တာမှာနောက်ဆုတ်ပြေးတယ်ဒါဒုတိယချီပြီးတွားပါပြီဒါတော့တက်တက်ချီဖြစ်ပါတယ်နောက်ဆုံးချီပါဖိုက်တာနေရာလုံးကဒါအရက်အရွယ်စားဆိုလဲတူညီတယ်ဂျားတဲ့ကြော်ညာလေးခဏဝင်လိုက်ပေါင်းမယ်ဗျဒီကျွန်တော်ရဲ့ပင်မ channel ဖြစ်တဲ့ရန်နိုင် MMA channel ကိုလည်းလာရောက်ကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်ရန်နိုင် MMA မှာလည်းဒါပွဲတက်တွေကိုခွဲပြီးတော့တင်ပေးနေပါတယ်ဒီရန်နိုင် sport မှာမတင်ပြတဲ့ပွဲတွေကိုရန်နိုင် MMA မှာလည်းတင်ပေးနေပါတယ်ပွဲတက်တွေYouTube ကနေရန်နိုင် MMA channel ဆိုပြီးရိုက်ချလိုက်ရင်ရပါတယ်ဟိုလက်တီချစ်တွေတော်တော်လေးကောင်းနေဗျာโอ้ကောင်းတယ်ဒါမြန်မာဖိုက်တာလည်းမစိုးထိုင်းဖိုက်တာလည်းမစိုးဖိုက်တာ2ယောက်လုံးကဒါလက်တာကြီးကွာနေရမျိုးတော့မဟုတ်ဘူးလက်ရတော်တော်လေးညီရထဲပါတယ်ဗျထိုးချက်တွေရတာအပြန်လန်ထိတာထိုင်းဖိုက်တာကိုလည်းထိတယ်ကျွန်တော်မြန်မာဖိုက်တာကိုလည်းထိုးခံရတာပဲထိတာပဲပြန်ပြီးတော့โอ้အဲ့မှာဆိုလည်းကြည့်ပြန်ထိုးခံရတယ်ထိုင်းဖိုက်တာတော့တော်တော်လေးဒါပိုပြီးထိနာတယ်ထိုင်းဖိုက်တာတော်တော်လေးရိုင်နေဗျမာကုံကြတော့ဒါကျွန်တော်တို့မြန်မာဖိုက်တာနည်းနည်းလေးပို့ပြီးတော့ကောင်းတယ်ပြောရမယ်တတိယချီမှာတော့ဒါထိုင်းဖိုက်တာတော်တော်လေးစော်ခံထိနေတယ်ထိုင်းဖိုက်တာတော်တော်လေးပြောနေတော့မြန်မာဖိုက်တာလည်းတိတ်ပြီးဟွာမလုပ်တော့ဘူးတကယ်တမ်းလည်းကြမ်းကြမ်းတမ်းလေးနဲ့ပွဲဖြတ်နိုင်မယ်ဆိုရင်ဖြတ်လို့ရတဲ့အနေအထားမျိုးထိတယ်ဒါခြေကန်ချက်တွေတောက်လျှောက်လွှတ်နေတဲ့ထိုင်းဖိုက်တာအခြေအနေမခံတော့ကဲပွဲတော့ပြီးဆုံးသွားပါပြီနိုင်ရှောင်းတော့ပြပြသက်သားမရှိပါဘူးကဲကျွန်တော်တို့မြန်မာဖိုက်တာနိုင်ရရှိသွားပါတယ်ဒီရန်နိုင် MMA channel ကိုလည်းလာရောက်ကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်အဲ့ဒီမှာလည်းပွဲတက်တွေတင်ပေးနေပါတယ်